ဟုတ်ကြဟိုပါ来着啊！ကိုရီးယားဆိုင်နေမှာဒီထဲမှာထွက်ပြေးနေတာကိုခြေကိုတော်နေမရဘူးလုံးဝအကွဲမန်လေးထဲမှာတော့ဘယ်လိုနေလဲမသိဘူးပဲမတို့ဆိုင်ကတော့တော်ကိုအချင်းကြီးစိုးပြီးတော့ရှစ်ဖက်ပြမဟုတ်လမ်းလိုက်တာအကွဲနဲ့ကိုရီးယားကြောက်အားလန့်အားနဲ့ထွက်ပြေးပါတယ်ဆိုမှဘယ်နှမ်းမှပြေးကြမရှိဘူးဘယ်ပြေးလို့ပြေးရမှမသိဘူးဒီကြီးတွေလည်းပြေးမယ်ဘယ်လိုခုံဆင်းရတော့မှလို့ပြေးရမှလို့နဲ့ဟိုဘက်ကြည့်လိုက်တော့တရားအဟောင်းကြီးရပါမြေကြီးတွေကိုရဆိုင်ခန်းထဲမှာ